Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့နော်ကိုယ့်အိမ်က TV remote aircon remote ကောင်းမကောင်းဘလို့ဆရာနဲ့ပြောပြ aircon remote ကဒီမှာကြည့်ရင်တော့ကောင်းတယ်ဆိုတာကြည့်လို့ရတယ် TV remote တွေကကြည့်မရလို့ပေါ့အခုဒီကတကယ်အသိရှိဖို့လိုပါတယ်ဒီမှာပါဒီမှာဒီလိုမျိုးမီးလေးလေးနဲ့ဆိုရင်ဒါကောင်းပါတယ်တကယ်ဟောင်းဆိုရင်တော့ရကျင်လေရမယ်ဒါပေမဲ့မီးမိုင်တာလည်းဖြစ်နိုင်တယ်ဟိုရင်တကယ်ဟောင်းကုန်တာမဖြစ်နိုင်ဘူးတချို့တွေကစားပေါက်တာပါခဏလေးနော်တခြား remote ကလေးယူလိုက်မယ်မဆန်တာတခြား remote ညတော့ပါဘူးခဏဟာပြန်ယူပါမယ်ရပါပြီတချို့ရလည်းတကယ်စားပေါင်းရင်အတော့ဝယ်ရပါမယ်မဟုတ်ရင်လည်းတချို့ရဟောင်းလို့ပြက်ပြီးမရရင်လည်းဖြစ်လာတချို့ရလည်းပြုတ်ကြလို့ကိုယ်မရနိုင်ပါဘူးတချို့ရလည်းအဲ့လိုအတန်နေအရန်ထွက်လာဆိုမရတော့ပါဘူးအဲ့တော့အားလုံးပဲတက်တာ